ဒီနေ့မှာတော့ဒီမေးထားတဲ့မိခွန်းလေးကိုပြန်ပြီးတော့ဖြည့်ပေးသွားပါမယ်။ကျွန်မကတော့မပွင့်ဖြူဝင်းမှာစေဝါပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်။ဒီညီမလေးမေးထားတာကပေါ့နော်သူကဒီ ELEVIT ဆိုတဲ့ဆေးပေါ့နော် Elevit ပေါ့နော် Elevit တောင်းနေတယ် Elevit ဆိုတာဘယ်လိုဆေးလဲဆိုတော့ကြတော့အခုဒီလိုဆေးပေါ့နော်ဒီဘက်ပုံလေးနဲ့လည်းပြပေးထားတယ်အဲ့ဒီဆေးကိုတဲ့ဒီကိုဝင်ဆောင်ဖို့စူးစမ်းနေတဲ့သူပေါ့နော်တောင်းနေတာလို့ပြောကြလို့တောက်ရတယ်လို့ပြောကြလို့ပေါ့နော်အဆင်ပြေလားမဖြည့်ပေးပါအောင်လို့မေးထားတယ်အဲ့ဒီကုန်းလေးကိုဖြည့်ပေးရရင် Elevit ဆိုတာဘာလဲပေါ့နော်ဘာလေးပါလဲဆိုတော့ကြတော့သူကအဓိကအားဖြင့်တော့သူက90 micronutrients နေmicronutrients တွေပါတယ်ပေါ့နော်19မျိုးပါတယ်ဘာတွေလဲဆိုတော့ကြတော့ folic acid တို့ iron တို့ iodine တို့ vitamin D တို့ပေါ့နော်တခြားvitamin တွေလည်းပါတယ်ပေါ့နော်အဲ့ဒါတွေ19မျိုးပါတယ်သူ့ကိုအဓိကအားဖြင့်တော့သူကဘာအတွက်အဓိကတောက်တာလဲဆိုတော့ကိုဝင်ဆောင်မိမိတွေအတွက်အဓိကတောက်တာကိုဝင်ဆောင်အားစေးအနေနဲ့ပေါ့နော်အဓိကတောက်တာမိမိအတွက်ကောကိုဝင်ဆောင်တဲ့မိမိအတွက်ကောဒီအာဟာရလိုအပ်တဲ့အာဟာရတွေ nutrient ဓာတ်တွေရရှိဖို့တောက်ရတာဒါအပြင်ဒီကိုဝင်ဆောင်နေတဲ့ဒီ baby လေးအတွက်ပေါ့နော်သတိသားလေးအတွက်လည်းလိုအပ်တဲ့ဒီ vitamin တွေဒီဓာတ်တွေကိုပေါ့နော်ရရှိစေဖို့ nutrient တွေရရှိစေဖို့အတွက်တောက်ရတဲ့အားစေးတစ်ခုဖြစ်တယ်ဒီမှာပေါ့နော်သူကိုဝင်မဆောင်ခင်ပေါ့နော်ကိုဝင်ယူနေတဲ့ကာလမှာတောက်ဖို့ပေါ့နော်ဘာကြောင့်ပြောကြရလဲဆိုတော့ကြတော့သူကအဓိကကတော့ကိုဝင်ရစေဖို့အတွက်တောက်ရတာတော့မဟုတ်ဘူးဒါပေမဲ့ကိုဝင်ရလာလို့ရှိရင်ဒီကလေးလေးမှာလိုအပ်တဲ့ဓာတ်တွေပေါ့နော်ပြည့်စုံစွာရရှိနေစေဖို့အတွက်ကြိုပြီးတော့တောက်လို့ရတဲ့ဆေးဖြစ်တယ်နော်ကိုဝင်ဆောင်မယ်ဆိုရင် folic acid တောက်ခိုင်းတယ်အဲ့ဒီသဘောတရားအတိုင်းပဲ folic acid တောက်တယ်ဆိုတာကိုဝင်ချဖို့အဓိကမဟုတ်ဘူးကလေးလေးကိုဝင်စားရှိပြီဆိုတာနဲ့ဒီကလေးမှာမွေးရပါချွေချက်တွေမရှိဖို့အတွက်ပေါ့နော် folic acid တက်မချို့တဲ့စေဖို့ရအတွက်ကြိုပြီးတော့တောက်ပေးရတာကိုဝင်စားရှိခြင်းမှာ folic acid တက်ရနေစေဖို့ပေါ့နော်အဲ့လိုပဲဒီဆေးမှာဆိုလို့ရှိရင်လည်း folic acid ပါတယ်အဲ့အတွက်ကြောင့်မလို့ကလေးအတွက်ဒီလိုမျိုးလိုအပ်တဲ့ဓာတ်တွေပေါ့နော်ကလေးမှာချွေချက်မရှိစေဖို့အတွက်ဒီလိုမျိုးအားစေးတွေကိုကိုဝင်ယူမယ်လို့စဉ်းစားရဲဆိုလို့ရှိရင်ကြိုပြီးတော့တောက်လို့ရတာအဲ့ဒါပေါ့နော်ဒါပေမဲ့ကလေးရဖို့အတွက်ပေါ့နော်ကိုဝင်ရဖို့အားပေးရတယ်လို့တော့အတိအကျကြီးပြောလို့မရဘူးပေါ့နော်ကိုဝင်ရခြင်းလေဆိုလို့ရှိရင်ကျမတို့ဘာတွေလုပ်လို့ရလဲဆိုကြကျမတို့တပ္ပတာမှန်လားပေါ့နော်မိမိကတပ္ပတာမှန်လားဒါတွေကလည်းအရေးကြီးတယ်မှန်နေတယ်ဆိုလို့ရှိရင်တော့တာဟုကျွေတယ်တာဟုကျွေရဆိုရင်ကလေးရနိုင်ခြင်းညာတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ဒီ reproductive hormone တွေကိုအားပေးရပေါ့နော် vitamin E ကိုတောက်ပေးလို့လည်းရတယ် vitamin E ကလည်းကိုဝင်မဆောင်ခင်ကာလမှာတောက်လို့ရတယ်အဲ့မှာဆိုလို့ရှိရင်ဒီကလေးရဖို့ရအတွက်ပေါ့နော်အားပေးတဲ့ vitamin တစ်မျိုးဖြစ်တယ်ပေါ့နော်ကိုဝင်ဆောင်ပြီးဆိုလို့ရှိရင်တော့ vitamin E ရရမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်မပြောရလေရှင်းမယ်လို့ယူဆပါတယ်